ကျွန်တော်တို့တွေ product တွေရောင်းနေဆိုတာတကယ်တမ်းက product တွေရောင်းနေရမဟုတ်ပါဘူးရှုပ်ပါလားမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်တို့တွေပုံမှန် product တွေရောင်းတယ် service တွေရောင်းတယ်ဒါတွေကကျွန်တော်တို့ကဘာကိုရောင်းနေရလဲလူကြီးမင်းတို့ကတော့ပြောလိမ့်မယ်ပေါ့နော်အော် product ဆိုမှတော့ငါတို့ကကုန်ပစ္စည်းကိုရောင်းတာပေါ့မဟုတ်ပါဘူးတကယ်တမ်းကကျွန်တော်တို့ရဲ့အသွေးခေါ်တွေကိုရောင်းချပေးနေရပါ device တွေကိုဝယ်ကြတယ်ဘာကြောင့်ဝယ်ကြဖုန်းချင်းအတူတူပဲကျွန်တော်တို့တွေသူ့မှာဘာကြောင့်တန်းဆွဲဖြစ်ပြီးတော့ဝယ်ကြရလဲရှင်းပါတယ်သူ့ရဲ့ sound board အတိုင်းပဲ think different ဆိုတဲ့အတိုင်းပဲသူကအများနဲ့မတူတမူကွဲပြားခြားနားနေတယ်ပေါ့နော်အများနဲ့မတူဘဲနဲ့သူ့ရဲ့ecosystem တစ်ခုကိုတိဆောက်ထားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကပြောရမယ်ဆိုရင်တနည်းအားဖြင့်ကုန်ပစ္စည်းတွေကိုရောင်းနေရမဟုတ်ဘူးเนาะကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ရဲ့ solution တွေကိုရောင်းနေရပေါ့ customer တွေစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုကျွန်တော်တို့ကဘယ်လိုပုံစံမျိုးတွေဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကို customer တွေစီကိုရောင်းချပေးနေတာမျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကောင်းရင်ကောင်းတယ်လို့မျိုးကျွန်တော်တို့ရဲ့အတွေးခေါ်တွေမြင့်မာရင်မြင့်မာတယ်လို့မျိုး customer ရဲ့စိတ်ထဲမှာဆွဲကြံရေးစင်နေမှာလည်းဖြစ်ပါတယ်မိတ်ဆွေတွေအနေနဲ့ရောဘယ်လိုအသွေးခေါ်မျိုးကိုရောင်းချပြီးနေပြီလဲ comment ထဲမှာမျှဝေသွားလို့ရပါတယ်